เจ้าကိုမုန်းကြီးစလုံးကြားသိရတော့အင်းဝကိုချီလာပြန်တယ်။နရပတိလည်းအုံပေါင်ခုံပိုင်းကိုစောင့်တယ်။မရောက်လာဘူး။မုန်းကြီးတဲ့အင်အားကောင်းပြီးအင်းဝမှာပြန်လဲထူထောင်စဖြစ်ခြင်းကြောင့်ထွက်မတိုက်နိုင်ပါဘူး။မြို့ရင်းကသာခံရတယ်။မုန်းကြီးတွေကရတနာပူရကိုရတရတပတ်ကျော်လောက်ရန်နေပြီးတဲ့နောက်စင်မြင့်ဘုရားအလုံးရင်းနဲ့ဝင်တိုက်ကြတယ်။မြို့ရိုးပေါက်ပြီးဘရင်နရပတိမနေသားတော့ဘဲနဲ့စင်တော်ရွှေစာတိုက်ကိုစီးပြီးထွက်လာရတယ်။မုန်းကြီးစလုံးရဲ့သားရှမ်းမင်းသားတူဟန်ဘွားနဲ့စင်ချင်းတိုက်ကြတယ်။တူဟန်ဘွားကဆင်းတဲ့ခံတော့နရပတိလိုက်တယ်။ရွှေစာတိုက်စင်ကကြီးလို့တူဟန်ဘွားအကတ်မခံဘူးရှောင်ပြီးတိုက်တယ်။အဲ့လိုလိုက်စင်မှာအဝေးကပြစ်လိုက်တဲ့အမြောက်ဆန်ဦးခေါင်းကိုထိမှန်းတော့ရွှေနှန်းကျော်ရှင်နရပတိဟာစင်တော်ထပ်မှာပဲနေရွာဆက်ပါတယ်။ထက်လာစွာတော့လက်သုံးတော်ဓာတ်ကိုတော့မှမထုတ်လိုက်ရဘူး။မုန်းကြီးစလုံးလဲအင်းဝကိုရပြီးတဲ့နောက်သားတော်တူဟန်ဘွားကိုနမ်းအပ်ခဲ့ပြီးပြန်มาတော့တယ်။ရွှေနှန်းကျော်ရှင်အတူတော်မင်းကြီးရန်အောင်ဘွဲခံအမတ်ကြီးကအင်းဝတီနဲ့ပေါက်တဲ့အခါမြို့ရင်းကထွက်ခဲ့ပြီးတောရွာဒီမှာရှောင်ရှားနေတာကိုမုန်းကြီးစလုံးကရှာဝေခေါ်ဆောင်လို့ငါသားတော်သူဟန်ဘွားကမြန်မာမှုအလေးဒီမှာမလေးပါသည်စင်ပွဲအခင်းရှင်မင်းကြီးကပဲ့ပြင်ဆုံးမလို့ထိန်ချောင်းပေးပါလို့အပ်ပါတယ်မင်းကြီးရန်အောင်လဲရှမ်းမင်းသူဟန်ဘွားရဲ့တိုင်ပင်ခံအတွင်းဝန်အမတ်ချုပ်ကြီးဖြစ်လာပြီးတော့မင်းခမင်းနာအမှုကိစ္စဟူသမျှတို့ကိုစီမံကွပ်ကဲရသူဖြစ်လာပါတယ်မင်းကြီးရန်အောင်ကမြန်မာအမတ်ဖြစ်ပြီးမြဲတီတီဖြောက်မှတ်တယ်စိတ်နှလုံးကောင်းမွန်ပြီးတီလာရှိသူထီနန်းကြီးဟာနားလေကျွမ်းကျင်သူဖြစ်တော့ရှမ်းမင်းတို့ယုံကြည်အားကိုးကြပါတယ်မင်းကြီးရန်အောင်ကလည်းမဖောက်မပြန်တစ္ဆာခိုင်မဲ့စွာနဲ့အမှုတော်ထမ်းလေးရှိတယ်ဒါပေမဲ့အင်းဝကိုမင်းပြူလာတဲ့ရှမ်းသူဟန်ဘွားကတော့ရင်ချင်းမှုခေါင်းပါပြီးရက်ဆက်ဆိုးရုပ်တဲ့သဘောရှိတယ်ဇေယီတို့ကိုဘုရားမဟုတ်ဆိုပြီးတော့ဖြိုးဖျက်လို့ဌာပနာတူးယူတဲ့အပြင်ရဟန်းတန်ဃာတို့ကိုလည်းသားမရမယူဘဲနဲ့နောက်ပါဆူဆောင်းနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့လိန်လေပင့်ခေါ်တပ်ဖြတ်ပါတယ်ကျမ်းဂန်တဲ့အရိယာတန်ဃာ30ကျော်အပါအဝင်တန်ဃာတော်360ကျော်ပြန်လွန်တော်မူခဲ့ရတယ်ရွှေနန်းကျော်ရှင်နရပတိစိုက်ထူခဲ့တဲ့ရွှေနန်းဒီကြောက်စာကိုလည်းနှုတ်ပြီးတော့အင်းဝထီလာရှင်ဘုရားကိုပြောင်းရွှေ့ထားစီပါတယ်မြန်မာတို့ကိုနှိတ်ကိုတန်ညစ်ဖန်များပြီးရှမ်းပြည်သားအနိုင်ထက်မင်းမှုနေကြတာကြောင့်အင်းဝပြည်သူတွေတောင်ငူပြည်သူကိုပြေးရှောင်ကြရတော့တယ်25နှစ်လောက်ရှိတဲ့အခါမှာတောင်ငူကမင်းကြီးညိုလွန်ပြီးတော့မှတပင်ရွှေလီနန်းတက်တော့